မင်္ဂလာပါခင်ဗျာ AMA Computer Knowledge Sharing Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီခါကျွန်တော်တင်ပြပေးသွားမယ့်သင်ခန်းစာလေးက Microsoft Word, Excel, PowerPoint, Pimica စတဲ့ရုံးသုံးစာရေး software တွေမှာဒါရိုက်ရိုက်ရိုက်လို့မရတဲ့ပြဿနာတွေကိုဖြေရှင်းပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးMicrosoft Word မှာဒါရိုက်ရိုက်လို့မရတဲ့ပြဿနာကိုဖြေရှင်းပေးပါမယ်။တူတူကလိုက်ပါဆောင်ရွက်နိုင်ပါတယ်။အခု Microsoft ဘာသာစာရေးတဲ့အခါမှာရှင်းစလုံးလေးကသူတွေကနေဘယ်လိုက်ဆိုင်ပြောင်းရတာကိုတွေ့ရပါမယ်။နောက်တစ်ခါဒါလေးကိုရတဲ့အခါမှာဒါလေးမဖြစ်တဲ့နဲ့အခြားစာရီပေါ်တာကိုတွေ့ရပါပဲ။ဒါလေးဆောက်ရတဲ့အခါမှာလည်းဒီတိုင်းပါပဲ။အခုအဲ့ဒီအရာလေးကိုကျွန်တော်တို့လိုက်ပါဖြည့်ရှင်းကြည့်အောင်နော်။နောက်ဆုံး File Menu ကိုသွားပါမယ်။ File Menu ကနေမှာ Option တက်လေးကိုတစ်ချက်နှိပ်ပေးပါ။ခုပေါ်လာတဲ့ဘောက်လေးကနေရော Proofing ဆိုတာလေးကိုနှိပ်ပေးပါ။အခု Proofing နဲ့ကနေမှာ Auto Correct Option လေးကိုနှိပ်ပေးပါ။အခုပေါ်လာတဲ့ Auto Correct ဘောက်လေးတွေကနေပြီးတော့Auto Format as you type ဆိုတဲ့ tab လေးကိုတစ်ချက်နှိပ်ပေးပါ။အဲဒီနေရာမှာကျွန်တော်တို့ Replace as you type ထဲမှာ Strike Code with Smart Code ဆိုတာလေးကိုအမှန်ကြီးရှိတရားတွေ့ရပါမယ်။အဲဒီအမှန်ကြီးလေးကိုဖြုတ်ပေးရပါမယ်။ဒီကောင်လေးကတော့ဘာတော့ဖြုတ်တာလဲဆိုရင်ကျွန်တော်တို့ဒါတွေတောက်ချိုင်ရိုက်တဲ့နေရာမှာကျွန်တော်တို့ဒါတွေတောက်ချိုင်ရိုက်လို့မရပဲဖြစ်နေတာလေးကိုဖြည့်ရှင်းပေးမှာဖြစ်ပါတယ်။နောက်တစ်ခုကAuto Correct Tab လေးကိုသွားပါ။ Auto Correct Tab လေးမှာ Capitalize First Letter or Sentences ဆိုတာလေးကိုကျွန်တော်တို့အမှန်ကြီးဖြုတ်ပေးရပါပဲ။ဒီကောင်လေးကဘာလို့ဖြည့်ရှင်းတာလဲဆိုရင်ကျွန်တော်တို့စောစောကစာရေးတဲ့အခါမှာရှင်းဆုံးစလုံးတွေကသူ့ထိုးရတဲ့အခါမှာဘလက်ချိုက်ဖြစ်သွားတာဒီသူဒီ keyboard မှာကျွန်တော်တို့ဒီဆိုနှိပ်လို့ရှိရင်သူ့ထိုးပေါ်ပါတယ်။သူ့ကို Capitalize on ရေးဆိုလည်းကော Shift key တွဲနှိပ်ဆိုလည်းကောနှိပ်ရင်ဘလက်ချိုက်လို့ပေါ်ပါတယ်။အဓိပ္ပာယ်ကတော့သူကရှင်း sentence တစ်ခုရဲ့ရှင်းဆုံးစလုံးကိုစလုံးကြည့်ဖြစ်ပြောင်းပြီးမယ်လို့ပြောရတာဖြစ်ပါတယ်။ဒါကြောင့်ဒီဟာလေးကိုကျွန်တော်တို့ချက်ပေါက်လေးကိုဖြုတ်ခဲ့ရပါဖြစ်ပါတယ်။ပြီးရင် OK နှိပ်ပါ။ OK ဒီဆိုရင်တော့ကျွန်တော်တို့ရှင်းဆုံးစလုံးလေးကပြောင်းသွားတာကိုလည်းကျွန်တော်တို့ဖြစ်တော့ပါဘူး။ဒါပြီးတောက်ချိုင်ရိုက်လို့ရပြီဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ Excel ပါ။ Excel ကတော့သူ့ပူပန်တိုင်းမှာပဲကျွန်တော်တို့ဒါပြီးတောက်ချိုက်ကရိုက်လို့ရပါတယ်။သို့တော်လည်းExcel ရောက်တဲ့ဒီမှာဖြစ်တာဒီဒါပြီးရိုက်လိုက်တယ်။ကျွန်တော်တို့နောက်ထပ်တစ်ခုပြောင်းသွားရင်ဒါပြီးမရှိတော့ပါဘူး။ဒါပြီးချာဒါနောက်ထပ် server ကိုတွားလိုက်တဲ့အခါမှာဒါပြီးလေးပြောက်သွားတယ်နော်။အခု print ထုတ်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒါပြီးလေးရာဒီမှာမပါပါဘူးနော်။ဒီ Excel မှာတော့ဒါပြီးရိုက်လို့မရတဲ့ပြဿနာလေးကဘယ်လိုနဲ့ဖြေရှင်းနိုင်ပါလဲ။ဒါပြီးလေးကိုဒီလိုတစ်လုံးနဲ့ရေးပြီးတော့စေတကောကိုမသွားဘဲနဲ့ဒါလေးလေးကိုနှလုံးရေးပြီးတော့စေတကောကိုပန်လိုက်ပါဒါဆိုလို့ရှိရင်တော့ဒါလေးလေးပေါ်နေမှာဖြစ်ပါတယ်ဒါလေးချာဥစားတော့ဒါလေးပြောက်သွားပါတယ်ဒါလေးနှလုံးရိုက်မယ်ဒါလေးနှလုံးရိုက်မယ်ဒီချာဒါလေးလုံးပြောက်ပြီးဒါဆိုပြီးတော့ပုံနေမှာဖြစ်ပါတယ်နောက်တစ်ခုက PowerPoint PowerPoint မှာတော့ Microsoft ကအတိုင်းပဲကျွန်တော်တို့တောက်ရောက်ပြုပြင်ရမှာဖြစ်ပါတယ်File Menu Option Proofing ဒီနေရာမှာ Auto Correct Option မှာကျွန်တော်တို့
ပထမအတိုင်းပဲ auto correct မှာ correct first letter or sentence ကိုဖြုတ်မယ်ပြီး auto format SC တိုင်းမှာ strike code with smart code ကိုမှန်ကြည့်ဖြုတ်မယ်ပြီး OK ပေးပြီးတော့ထွက်လာခဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့ဒါရီတောက်ချိုက်ရိုက်လို့ရပြီဖြစ်ပါတယ်ဒီကထပ်မံဖော်ပြမှာကတော့ပြမိကဖြစ်ပါတယ် Adobe ပြမိကမှာမြန်မာလာတွေရိုက်တဲ့အခါမှာဒါရီတောက်ချိုက်ရိုက်မြရတဲ့ပြဿနာတွေဖြစ်ပါတယ်အဲ့လိုဖြစ်ခဲ့မှဆိုလို့ရှိရင် File menu prevent generate ဘုံဆိုတဲ့တက်လေးကိုနှိပ်လိုက်ပါအဲ့ဒီမှာ Q typographer codex ဆိုတဲ့အားလေးကိုအမှန်ကြီးဖြုတ်ပေးပါ OK ပေးပါ OK ပေးပါဒါဆိုရင်တော့ဒါပြီးတောက်ချိုက်ရိုက်လို့ရပြီဖြစ်ပါတယ်စောစောအတိုင်းတစ်စင်းမြင်လို့သွားပဲသူ့ကိုရှော့ကတ်လေးနဲ့သွားမယ်ဆိုရင်တော့ Control P Order O ဒီမှာမှန်ကြလေးရှိနေဆိုရလေးချက်ဖြုတ်ပြီးဖြုတ်လိုက်ပါပြီး Enter နှစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ဒါပြီးတောက်ချိုက်ရိုက်လို့မရတဲ့ပြဿနာလေးတွေကိုဖြေရှင်းပြီးသားဖြစ်ပါပြီဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်